မင်းကလေးတယောက်ဟာသူမရဲ့ဖခင်အတွက်လက်စစ်မိဖို့ဆောင်နေစမှာသူမဖခင်ရဲ့နာမည်နဲ့အိမ်နှလုံးရှိနေခဲ့တာကိုမျိုးလေးပဲသိရှိသွားခဲ့ပါတယ်။ application ပေါ်ကလိပ်စာတိုင်းနဲ့လာရင်းနဲ့မင်းကလေးဟာခြားသောသူနဲ့အိမ်ဝင်းတစ်ခုကိုရောက်ရှိလာခဲ့ပါတယ်။တို့အိမ်ယာရဲ့တားနာထေဝါမှုကသူမတို့မိသားစုနေထိုင်ခဲ့တဲ့စင်ရသားရက်ကွက်နဲ့မိုးနဲ့မြေလိုကွာခြားလာပါတယ်။အဲ့ချိန်မှာပဲသူမရဲ့ဖခင်ဟာတရားမွေထားတဲ့တားဖြစ်သူနဲ့တူပြန်လာတာကိုတွေ့လိုက်ရပါတယ်။မျိုးလေးပဲနောက်မယားကသူမရဲ့အမေရဲ့အရင်းအဆုံးတငယ်ချင်းဖြစ်နေခဲ့ပါတယ်။အဲ့နောက်မင်းကလေးဟာဖခင်ဖြစ်သူစီကဖုန်းကောတစ်ခုလက်ခံရရှိခဲ့ပြီးဖခင်ကဒီနေ့ညစာချင်းပွဲစုမှုတစ်ခုရှိတာကြောင့်ညစာစားဖို့အိမ်ပြန်လာမှာမဟုတ်ဘူးလို့ပြောပါတယ်။ဒါကိုကြားလိုက်ရတဲ့အခါမင်းကလေးဟာအလုံးဝနဲ့သွားခဲ့ပါတယ်။အားကြောင့်လဲဆိုတော့သူမအမေရဲ့မွေးနေ့တိုင်းမှာဖခင်ဖြစ်သူဟာအလုံးများလွန်းတယ်ဆိုတဲ့အကြောင်းပြချက်နဲ့အမြဲပြက်ကွက်ခဲ့လို့ပါတကယ်တော့သူဟာထိုနေ့ရက်ကိုနောက်မယားတရားမဝင်သားတို့နဲ့အတူဖြတ်တန်းနေခဲ့တာဖြစ်ပါတယ်အိမ်နာချင်းတယောက်ဖြတ်သွားရင်အဲ့လူကိတ်မုတ်တဲလာတာကိုမြင်တဲ့အခါတွိနာချင်းကအဲ့ဒီ၃ယောက်မိသားစုရဲ့ပျော်ရွှင်မှုကိုအားကြားယုံတာမှကသူတို့ကိုစံပြဇနီးမောင်နဲ့ဖြစ်ပါချီးမွမ်းပြောဆိုခဲ့ပါတယ်ဒါကိုကြားတဲ့အခါမင်းကလေးဟာပိုးလို့တောင်စိတ်မကောင်းဖြစ်ရပါတယ်သူမနဲ့သူမရဲ့အမေကသာတကယ်ပြင်ပလူတွေဖြစ်နေတယ်လို့ပါပဲသူတို့၃ယောက်ဗီလာအင်းကြီးတဲ့ရှောင်းဝင်သွားတာကိုကြည့်ရင်ဖခင်ဖြစ်သူဟာတစ်ချိန်လုံးစင်းရဲချင်အောင်ဆောင်နေခဲ့တာကိုမင်းကလေးကယဉ်မိသွားပါတယ်ပြီးတော့အဲ့ဒီဘန်ငွေလွဲတန်ဖိုးအမြောက်များဟာသူမရဲ့ဖခင်ကနောက်မယားနဲ့တရားမဝင်သားအတွက်တုံးဆွဲခဲ့တဲ့သုံးစိတ်တွေဖြစ်နေပါတယ်။ဒီချိန်မှာပဲသူမရဲ့အမေဟာညတာစားဖို့အိမ်ကိုအမြန်ပြန်လာပါဆိုပြီးစာပို့လာပါတယ်။မင်းကလေးဟာသူမအမေရဲ့ပစ္စည်းမှုတွေဟာလုံးဝအထိုက်တန်မှုလို့ရုပ်ပြခံစားလိုက်ရပါတယ်။နှစ်ပေါင်း20လုံးသူမရဲ့အမေဟာအဲ့ဒီမိသားစုကိုထိန်းသိမ်းဖို့အတွက်ချွေတာဆူဆောင်ခဲ့ရပေမဲ့ဖခင်ဖြစ်သူရဲ့တစ္ဆာဖောက်မှုကိုသာပြန်လည်ရရှိခဲ့ပါတယ်။ဖခင်ဖြစ်သူကဒီလိုပျော်ရွှင်စရာဘဝကိုတန်ဖိုးမထားတဲ့အတွက်သူမဟာဖခင်စီကအရာအလုံးကိုပြန်လည်ရယူဖို့ဆုံးဖြတ်လိုက်ပါတယ်။ထို့နောက်မင်းကလေးအိမ်ပြန်ရောက်တဲ့အခါအမေဖြစ်သူကသမီးအတွက်အင်းတွေပြန်နှွေးပေးဖို့အမြန်ထားလာပါတယ်။သမီးဖြစ်သူစိတ်မကြည်မလင်ဖြစ်နေတာကိုမြင်တော့အမေကစိတ်ပူပြီးဘာဖြစ်လဲလို့မေးပါတယ်။သူမကတော့အလုံးမှာပြဿနာနည်းနည်းရှိလို့ပါဆိုပြီးလိန်ညာပြောဆိုလိုက်ပါတယ်။သူမအမေငယ်စဉ်ကဓာတ်ပုံကိုကြည့်ရင်အတိတ်တုန်းကသူမအမေဟာဘန်တစ်ခုမှအလုပ်လုပ်ခဲ့ပြီးထူးချွန်တဲ့လုပ်ငန်းဆောင်ဆောင်ရေးရှိခဲ့တာကိုသတိရသွားပါတယ်။သူမကိုမွေးဖွားပြီးနောက်မှာတော့ဖခင်ဖြစ်သူကအမေကိုအလုပ်ထွက်ခိုင်းပြီးအိမ်တော်ရှင်မပဲလုပ်ခိုင်းခဲ့ပါတယ်။အမေကသဘောတူခဲ့ရုံတည်းမကဖခင်ဖြစ်သူစီးပွားရေးလုပ်ဖို့အတွက်ဒေါ်လာ3သိန်းတန်တင်တောင်းငွေကိုပါထုတ်ပေးခဲ့ပါတယ်။ဖခင်ဖြစ်သူကုမ္ပဏီထောင်ပြီးနောက်မှာတော့အမေဖြစ်သူအပေါ်တပြေးပြေးအေးဆက်လာခဲ့ပါတယ်။ပို့ဆိုတာကသူဟာသူမရဲ့အရင်အနည်းဆုံးတကယ်ကြီးနဲ့အခြားမိသားစုတစ်ခုကိုတည်ဆောက်နေခဲ့တာဖြစ်ပါတယ်။မင်းကလေးဟာအမေဖြစ်သူကိုအမှန်တရားတွေပြောပြတော့မလို့ပါပဲ။ဒါပေမဲ့ခဏလောက်ဝေခွဲများဖြစ်ပြီးနောက်မှာတော့ဒါဟာအချိန်ခံကောင်းမဟုတ်သေးဘူးဆိုတာကိုခံစားမိသွားပါတယ်။ဒါကြောင့်အမေကိုဖက်ထားပြီးအမေဟာသမီးနှလုံးသားထဲမှာအံ့ဩဖို့အကောင်းဆုံးလူသားပါ။အမေသာသမီးကိုမွေးခဲ့ရင်အမေဘွားဟာဒီထက်မကတောက်ပနေပါပါလို့ပြောလိုက်ပါတယ်။အမေကတော့သမီးရဲ့စကားကိုဖျက်ပြောလိုက်ပါတယ်။ထို့နောက်အမေဖြစ်သူကသမီးကိုအတိတ်ကကလေးဘွားအမတ်တရားတွေအကြောင်းပြောပြပါတယ်။အမေကလေးဘွားအကြောင်းပြောပြနေတာကိုနားထောင်ရင်မင်းကလေးဟာအမေအတွက်အလုံးမဲ့စိတ်မကောင်းဖြစ်ရပါတယ်။သူမရဲ့အမေဟာနှစ်ပေါင်းများစွာပြင်ပန်းစည်းရင်းခဲ့ရပေမဲ့နောက်ဆုံးမှာတော့သူမရဲ့အရင်အဆုံးတကယ်ချင်းစီမှာပဲအရာအလုံးဆုံးရှုံးခဲ့ရပါတယ်။အမေဖြစ်သူရဲ့စပင်းဖြူတွေကိုကြည့်ရင်ဖခင်ဖြစ်သူကိုဒီအတွက်ပြန်လည်ပေးဆက်စေရမယ်လို့မင်းကလေးကချိန်ဆဆိုလိုက်ပါတယ်။ညမှာပဲသူမဟာဖခင်ဖြစ်သူရဲ့ကွန်ပျူတာကိုဖွင့်ပြီးငွေစင်ရလွှဲပြောင်းမှုတွေကိုတစ်ခုချင်းစီစစ်ဆေးပါတော့တယ်။ဒါစဉ်လာတိုင်းဖခင်ဖြစ်သူဟာနောက်မယားကိုအိမ်စရိတ်တွေဒေါ်လာ1000ခွဲပေးခဲ့ပေမဲ့သူမရဲ့အမေကတော့ဒေါ်လာ100တောင်ပေးခဲ့ပါဘူး။သူမရဲ့အမေကတော့ပတ်စံစုဖို့အတွက်အပေါက်တွေပါတဲ့အဝတ်တွေကိုပဲဝတ်ဆင်ခဲ့ရပါတယ်။ဆက်လက်စစ်ဆေးကြည့်တဲ့အခါကျောင်းလာခအတွက်ဒေါ်လာ8000ပေးချေထားတာကိုတွေ့လိုက်ရပါတယ်။အတိတ်တုန်းကသူမတစ်လောက်ကိုဒေါ်လာ3000ကျတဲ့ကျူရှင်တက်ချင်ခဲ့စဉ်ကဖခင်ဖြစ်သူဟာဈေးကျူးလုံးနဲ့ဆိုပြီးညှိပယ်ခဲ့တာကိုသတိရသွားပါတယ်။ဒါပေမဲ့သူ့ရဲ့တရားဝင်သားအတွက်နေ့ကိုဒေါ်လာ8000ကျတဲ့ပြီးဆိုင်ရာအကြောင်းအတွက်တော့ဖခင်ဖြစ်သူဟာဘာမှမဆိုင်မတော့ပဲပေးခဲ့တာဖြစ်ပါတယ်။မင်းကလေးကကနန်းပေါင်းဆက်ကိုထုတ်ပြီးတွက်ချက်ကြည့်လိုက်ပါတယ်။နှစ်ပေါင်း20ကျော်အတွင်းမှာဖခင်ဖြစ်သူဟာဒူသူအတွက်ဒေါ်လာ12တန်းကျော်သုံးစွဲခဲ့ပါတယ်။မင်းကလေးဟာဒေါသအလုံးထွက်သွားပါတယ်။နှစ်ပေါင်း20လုံးသူမလေးစားအကြတဲ့ဖခင်ဟာဒီလိုလူယုံမှတယောက်ဖြစ်နေလိမ့်မယ်လို့သူမဘယ်တော့မှမထင်ခဲ့ပါဘူး။မင်းကလေးဟာအိမ်မှာတက်တေထောက်ထားတွေကိုဆက်လက်ရှာဖွေရင်အမေဖြစ်သူဘန်ထွက်သွားပြီးနောက်လက်လက်သွားတဲ့ယာတုနေရာကိုအမေရဲ့အင်းအနည်းဆုံးတကယ်ချင်းကရယူသွားခဲ့တာကိုသိလိုက်ရပါတယ်။ဒါတင်မကသေးပါဘူး။အဲ့ဒီချိန်တုန်းကဖခင်ဖြစ်သူကနောက်မယားအတွက်ကားတွေအိမ်တွေဝယ်ပေးခဲ့ပါတယ်။အမေဖြစ်သူကတော့ဈေးဝယ်ဖို့အတွက်နေ့တိုင်းဘတ်ကားပဲစီးခဲ့ရပါတယ်။လေးလံနဲ့အိတ်တွေကြောင့်အမေရဲ့လက်ဖွားတွေမှာတွေးကြည့်ဖူးတွေတောင်ထားနေခဲ့ပါတယ်။မင်းကလေးဟာအမေအတွက်စပိန်ဈေးဝယ်ပေးဖို့ဖခင်ဖြစ်သူကိုတောင်းဆိုခဲ့မှုပဲ။ဖခင်ကအမေဟာအလုပ်လုပ်နေတာမဟုတ်တဲ့အတွက်စပိန်မလိုဘူးလို့ပြောခဲ့ပါတယ်။အမေဖြစ်သူကဖခင်ဖြစ်သူဘယ်လောက်ပင်ပန်းလဲဆိုတာကိုနားလည်ပေးပြီးနာကျင်မှုအလုံးကိုကြိမ်မိတ်ခံစားခဲ့ပါတယ်။ဒီလိုပေးဆက်မှုတွေဟာထိုက်တန်တယ်လို့အမေတင်ခဲ့ပေမဲ့သူမပြန်ရလိုက်တာကတော့ဖခင်ဖြစ်သူကပြင်မှာဓာတ်ပျော်ရွှင်စရာမိသားစုတစ်ခုကိုရှုပ်ဝက်စွာတိစောက်ထားခြင်းပဲဖြစ်ပါတယ်။ဒါတွေအလုံးကိုသိလိုက်ရတဲ့အခါမင်းကလေးဟာစိတ်မကောင်းဖြစ်ရပါတယ်။စိတ်ညစ်သွားတဲ့အခါတက်တွေတက်ရှာဖို့ကွန်ပျူတာကိုဆက်ဖွင့်ကြည့်ပါတယ်။ဖခင်ဖြစ်သူဟာပါရှင်ပြည့်စည်စာချုပ်ကိုကြိုတင်ပြင်ဆင်ထားတာကြာပြီဖြစ်ကြောင်းသိလိုက်ရပါတယ်။အမေကတော့ဒေါ်လာ2တန်းတန်အင်ဂျီပဲပေးခဲ့ဖို့စီစဉ်ထားပါတယ်။သူကတော့ဒေါ်လာ10တန်းကျော်တန်တဲ့ကုမ္ပဏီကိုတင်ပိုက်မှာဖြစ်ပြီးသူ့နာမည်အောက်ကစုဆောင်းငွေတွေရင်းနှီးမြှုပ်နှံငွေတွေနဲ့အတူမိအရာတင်ပိုက်ဖို့စဉ်းစားထားဖြစ်ပါတယ်။အမေဖြစ်သူကတော့စုပေါင်းပိုင်ဆိုင်မှုရဲ့15%ပဲချန်ထားပေးမှာဖြစ်ပါတယ်။ဖခင်ဖြစ်သူဟာသမီးနဲ့အမေအပေါ်မတရားမလုပ်ပါဘူးလို့အမြဲပြောခဲ့ပေမဲ့ကုမ္ပဏီရဲ့ရှယ်ယာ30%ကိုတော့တရားမဝင်သားစီလွှဲပြောင်းထားပေးပြီးဖြစ်ပါတယ်။လွန်ခဲ့တဲ့26နှစ်လုံးဖခင်ဖြစ်သူဟာဓမ္မစီကိုရှယ်ယာတစ်ခုမှလွှဲမပေးခဲ့ပါဘူး။ထို့နောက်အမေရဲ့အရင်းအနှီးဆုံးတငယ်ချင်းစီကလာတဲ့ email တွေကိုဖွင့်ကြည့်လိုက်တဲ့အခါထိုတငယ်ချင်းကဖခင်ဖြစ်သူကိုအမြန်ဆုံးကွာရှင်းဖို့တိုက်တွန်းနေတာကိုတွေ့ရပါတယ်။ဖခင်ဖြစ်သူကမြေဖြေရှင်းနိုင်ဓမ္မကိုယ်တိုင်အမေနဲ့လာရောက်စကားပြောဖို့ဆိုပါတယ်။ဖခင်ဖြစ်သူကအမေကိုအနိုင်ကျင့်ရလွယ်တယ်လို့ထင်မှတ်ပြီးဒီနေ့မကုန်ခင်ကွာရှင်းမှုကိုပြတ်တက်မလို့ဂတိပေးထားပါတယ်။အင်္ဂလိပ်ဟာစာထဲကအကြောင်းအရာတွေကိုဖတ်လေရင်ခွဲမတက်ခံစားရလေဖြစ်ပါတယ်။အမေဖြစ်သူရဲ့ထပ်တလဲလဲသိခံမှုတွေဟာဖခင်ဖြစ်သူကိုပို့ပြီးတော့အတင့်ရလာစေခဲ့ပါတယ်။သူမဟာဖုန်းကိုထုတ်ပြီးကြော်ကြားဆုံးရှိနေတယောက်စီဖုန်းဆက်ဒီကိစ္စကိုကူညီဖြစ်စေပေးဖို့တောင်းဆိုလိုက်ပါတယ်။အဲဒီချိန်မှာပဲအမေဖြစ်သူဟာဈေးဝယ်ပြီးပြန်လာကသမီးတက်ချက်ပြုတ်ပြီးဖို့ပြင်ဆင်ပါတယ်။
အမေဖြစ်သူကစူးစမ်းငွေလည်းမရှိအလုပ်လည်းမရှိကိုရင်းရာဆိုရင်လည်းဗလာဖြစ်နေပြီနောက်ဆုံးမှာဒီအိမ်အိုကြီးပဲရမယ်အဖြစ်ကိုမြင်ရတဲ့အခါမိန်းကလေးဟာအမေအတွက်တရားမျှတမှုရှာဖွေပေးဖို့နဲ့ဖခင်ဖြစ်သူကိုနိုင်ကျင်စရာတင်ကန်းစာပေးဖို့ပဲဆုံးဖြတ်လိုက်ပါတော့တယ်